အားလုံးပဲမင်္ဂလာပါပြည်သူ့စစ်မှုထမ်းဥပဒေကိုကျင့်သုံးနေတဲ့နိုင်ငံတွေအကြောင်းတင်ဆက်ပေးနေတဲ့ဗိုလ်ကြီးဒေါ်အေးတင်စာကျော်ဖြစ်ပါတယ်ရှင်ဒီနေ့လည်းတခြားနိုင်ငံတွေအကြောင်းမပြောခင်ကျမတို့နိုင်ငံအကြောင်းအနည်းငယ်ပြောလိုပါတယ်ကျမတို့မြန်မာနိုင်ငံဟာလူဦးရေ54သန်းကျော်ရှိလာပြီဖြစ်ပါတယ်ကျမတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံနဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာဆိုရင်လည်းကျမတို့နိုင်ငံထက်ကိုလူဦးရေပိုပိုများပြားတဲ့နိုင်ငံတွေဖြစ်ပါတယ်ဒါပြင်ကျမတို့နိုင်ငံနဲ့နီးကပ်စွာတည်ရှိနေတဲ့ဗအင်အားကြီးနိုင်ငံတွေလည်းရှိပါတယ်ဒီကျမတို့နိုင်ငံနဲ့နီးကပ်နေတဲ့အိမ်နီးချင်းနိုင်ငံတွေကမှထိုင်းနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံဟာဆိုလို့ရှိရင်လေပြည်သူ့စစ်ဗိုလ်ထမ်းဥပဒေကိုပြဋ္ဌာန်းထားတဲ့လက်တွေလည်းကျင့်သုံးနေတဲ့နိုင်ငံတွေထဲမှာပါပါတယ်မြန်မာနိုင်ငံဟာပထဝီနေထားရာတကယ်အချက်ချာကြတဲ့မဟာဗျူဟာကြကြတည်ရှိနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျမတို့နိုင်ငံမှာလည်းဒီလိုမျိုးပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခြင်းအပြင်ဒီနိုင်ငံတော်ကာကွယ်ရေးစွမ်းအားတွေမြင့်တက်လာမယ်နိုင်ငံသူနိုင်ငံသားတွေရဲ့ကာကွယ်ရေးအသည့်ကာကွယ်ရေးစွမ်းအားတွေလည်းမြင့်တက်လာမှာဖြစ်ပါတယ်ဒီလိုကာကွယ်ရေးစွမ်းအားတွေမြင့်တက်လာပြီဆိုလို့ရှိရင်ကျမတို့နိုင်ငံရဲ့ကာကွယ်ရေးစွမ်းအားဟာရိုသေခန့်ညားလောက်တဲ့ကာကွယ်ရေးစွမ်းအားစုလည်းဖြစ်လာမှာဖြစ်ပါတယ်ပြည်သူတွေတရက်လုံးကစစ်မှုထမ်းဥပဒေမှာပါဝင်လာတဲ့အတွက်ရက်ဖက်စစ်ဖက်ဆက်ဆံရေးတွေဟာလည်းပိုမိုကောင်းမွန်တိုးတက်လာမှာဖြစ်ပါတယ်ဒါ့အပြင်နိုင်ငံတော်ကာကွယ်ရေးနဲ့စီးပွားရေးကဏ္ဍတွေမှာဆောင်ရွက်ရမှာလည်းဗတ်စုံတမမျှတစွာညီညွတ်မျှတလာမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့စင်ကာပူနိုင်ငံအကြောင်းကိုကျွန်မပြောပြလိုပါတယ်စင်ကာပူနိုင်ငံဟာမလေးကျွန်းဆွယ်တောင်ဘက်စွန်းမှာရှိနေတဲ့ဒါနိုင်ငံလေးတစ်ခုဖြစ်ပါတယ်စင်ကာပူနိုင်ငံမှာဒီစစ်မှုထမ်းဥပဒေကို1980ပြည့်နှစ်ကုန်ပိုင်းလောက်မှာစတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်အသက်ကသက်ချက်အနေနဲ့အမျိုးသားတစ်ယောက်ဟာ16နှစ်6လနေပြီးတော့အသက်40အထိတောင်းဝင်ထမ်းဆောင်ရမှာဖြစ်ပါတယ်သူတို့ဟာကျွမ်းကျင်သူတွေပါရဂူတွေဖြစ်ခဲ့တယ်ဆိုရင်တော့အသက်50အထိခွင့်ပြုထားတာဖြစ်ပါတယ်စစ်မှုထမ်းရမယ်ကာလကတော့တင်တန်းတက်တဲ့ဒီ6ဘတ်ပေါ့နော်အခြေခံစစ်ပညာတင်တန်းတက်တဲ့6ဘတ်အပါဆိုလို့ရှိရင်2နှစ်တက်ရောက်ရမှာဖြစ်ပါတယ်ဒီစစ်မှုထမ်းဆောင်ဖို့ကြိုတင်စင်းသွင်းတဲ့အချိန်မှာပဲကျမတို့ကဒီစင်ကာပူနိုင်ငံအနေနဲ့ဆိုရင်ပေါ့နော်သူတို့ထမ်းဆောင်လို့တဲ့တိုင်းရင်တပ်ဖွဲ့ကို2ခုဒါမှမဟုတ်2ခုတက်ပို့ပြီးတော့စရင်ပေးသွင်းလျှောက်ထားလို့ရပါတယ်ဒီတင်နန်းစစ်တင်နန်းတက်တယ်စစ်တင်နန်းပြီးဆုံးလို့သူတို့ရဲ့ပင်ကိုအရေးသွေးပေါ့ဒီထိုးထွင်းကြံစာလောက်ကင်တက်မှုစွမ်းရည်ပြီးလို့ရှိရင်ဒါကျွမ်းကျင်လိမ္မာမှုစိတ်ပါဝင်စားမှုသူတို့ရဲ့ကျန်းမာကြံ့ခိုင်မှုပြီးလို့ရှိရင်သူတို့ရဲ့အရေးချင်းတဲ့ဒီပေါ့နော်တင့်လျော်မဲ့တိုင်ရင်တက်ဖွဲ့တွေမှာဒါသူတို့ကိုပြန်ပြီးတော့တသားအဆင့်ကနေပြီးတော့တာဝန်ပေးစီခိုင်းတာဖြစ်ပါတယ်အရေးချင်းနဲ့လိုက်ပြီးတော့လဲဒါယာရုအဆင့်တန်းတွေကိုပေးထားတာဖြစ်ပါတယ်ကျမတို့ခုနကတင်တန်းသားတွေခေါ်လိုက်တယ်အခြေခံစစ်ပညာတင်တန်း6ဘတ်ပြီးသွားတယ်အဲ့6ဘတ်ပြီးသွားတဲ့အချိန်မှာဒီတင်တန်းသားစုစုပေါင်းပေါ့နော် 100% အချိုးချလိုက်မယ်ဆိုရင်ဒီ 10% ပေါ့ဒီအတော်ဆုံးတင်တန်းသား 10% ကတော့သူတို့ကဘိုလောက်တင်တန်းကိုတက်ခွင့်ရမှာဖြစ်ပါတယ်ဘိုလောက်တင်တန်းကာလကတော့38ဘတ်ဖြစ်ပါတယ်ဒီ38ဘတ်ဆင့်လိုက်ရင်ဒုတိယဘိုအဆင့်ကိုအနှင်းချင်းခံရမှာဖြစ်ပါတယ်ပြီးတော့သူတို့ကိုဘိုအဆင့်ထိသတ်မှတ်ပေးပါတယ်သူတို့ကိုတော့အမြဲတမ်းစစ်မှုထမ်းတွေလို့တော့တခြားသင်တန်းတွေသူတို့ကတက်လို့မရပါဘူးပြီးရင်သူတို့ကိုကြီးရည်လေးတိုင်ရင်တက်ဖွဲ့တွေမှာပေါ့နော်သူတို့ကိုတာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်ဒီသင်တန်းရဲ့ဒီ 40% တော့သင်တန်းသားတွေကိုတော့အကျက်ကြီးသင်တန်းပေါ့ရှင်အကျက်ကြီးသင်တန်းကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်သူတို့ကတော့သင်တန်းကာလအပြင်22ပတ်ကြာမြင့်မှာဖြစ်ပါတယ်သင်တန်းကဆင်းလာပြီဆိုတာနဲ့တက်ချက်ကြီးအဆင့်ကိုရရှိမယ်ပြီးတော့ကြီးရည်လေးတက်ဖွဲ့တွေ digital နည်းပညာနဲ့ထောင်လိုက်ရေးတပ်ဖွဲ့တွေမှာတာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်။ကျန်တဲ့90ရာခိုင်နှုန်းသောသူတွေကိုတော့ဒီတပ်သားအဆင့်နဲ့တာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကျန်းမာရေးစစ်ဆေးချက်အဆင့်အတန်း A နဲ့ B ရတဲ့သူတွေကတော့ဒီသင်တန်းကာလပြီးဆုံးတဲ့အချိန်ကနေပြီးတော့9လပေါ့နော်9လပြည့်တဲ့အချိန်မှာဒုတိယတက်ချက်အဖြစ်တို့၎င်းဒီဒုတိယတက်ချက်ကနေပြီးတော့12လပြည့်တဲ့အချိန်မှာတက်ချက်အဖြစ်တို့၎င်းအဆင့်တိုးမြင့်ရရှိမှာဖြစ်ပါတယ်ကျမ်းမာရေးစစ်စစ်ချက်အဆင့်အတန်းစီနဲ့အီးနဲ့ရရှိတဲ့သူတွေကတော့သင်တန်းပြီးဆုံးလို့9လကြာလို့ရှိရင်ဒုတိယတက်ချက်အဆင့်ကို၎င်းသင်တန်းဒုတိယတက်ချက်ကနေပြီးတော့15လကြာတဲ့အခါမှာတက်ချက်အဆင့်ကို၎င်းရရှိမှာဖြစ်ပါတယ်ဒီလိုသင်တန်းဒုတိယတက်ချက်တို့ပေးတဲ့အခါမှာလေသူတို့သွားရောက်တာဝန်ထမ်းဆောင်နေတဲ့တရင်တက်ဖွဲ့တွေရဲ့ခက်အပ်အင်အားစီးရင်လက်လက်အင်အားစီးရင်ပေါ့ဒါတွေနဲ့နှိုင်းရှင်ချိန်ထိုးပြီးမှလည်းတာဝန်ပေးအပ်တာဖြစ်ပါတယ်ဒီတပ်သားတွေအနေနဲ့တော့အခြေခံစစ်ပညာသင်တန်းပြီးသွားပြီဆိုရင်သူတို့ရဲ့အဆင့်တိုးဖို့အတွက်ကိုသူတို့သင်တန်းတက်စရာတော့မလိုဘူးပေါ့ရှင်ဒါပေမဲ့သူတို့
တာဝန်ကြမယ်သူတို့ရဲ့တရင်တက်ဖွဲ့ရဲ့နေပယ်အလိုက်ပေါ့နော်သက်ဆိုင်တဲ့ပညာရပ်ဆိုင်ရာသင်တန်းတွေကိုမောမှန်သင်တန်းတွေကိုတော့သူတို့ကတက်ရောက်ကြရပါတယ်အဆင့်တိုးအတန်းတိုးအတွက်ကိုတော့သူတို့တက်ရောက်ဆရာမလိုပါဘူးကဲဒါကတော့စင်ကာပူနိုင်ငံမှာဒီကျင့်သုံးနေတဲ့ပြည်သူ့စစ်မှုထမ်းစနစ်ရဲ့အကြောင်းကျွန်မပြောပြခဲ့ခြင်းပဲဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ကျွန်မပြောချင်တာကတော့ပြည်အင်အားဟာပြည်တွင်းမှာသာရှိပါတယ်။ကျွန်မတို့ငယ်ငယ်တုန်းကဒါအမြဲကြားဖို့နေကြပုံမြင်လေးတစ်ခုရှိပါတယ်။ထင်းစီဆိုတာထင်းအစည်းလိုက်မဟုတ်ဘဲနဲ့တချောင်းနဲ့ချထားရင်အလွယ်တကူလဲချိုးနိုင်တယ်လို့အလွယ်တကူလဲကျိုးပါတယ်။ထင်းဟာအစည်းလိုက်ရှိနေမယ်ဆိုရင်အလွယ်တကူချိုးဖို့လည်းမဖြစ်နိုင်တယ်လို့ကျိုးလဲမကျိုးနိုင်ပါဘူး။အခုလက်ရှိမှာတခြားနိုင်ငံတွေဟာနိုင်ငံအချို့ဟာထင်းစည်းပြေအောင်လုပ်နေကြတဲ့လူတွေရှိပါတယ်။ဒါကိုကျမတို့နိုင်ငံသူနိုင်ငံသားတွေဟာသူတို့ရည်ရွယ်ချက်မအောင်မြင်အောင်ပြည်တော်စိတ်သက်မြို့ချစ်စိတ်သက်အပြည့်နဲ့ကိုယ့်နိုင်ငံကိုကာကွယ်ကြရမှာဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်နေ့များမှာလည်းပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးနေတဲ့တခြားနိုင်ငံတွေအကြောင်းကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။